အကျိုးလည်းမရှိတဲ့ကောင်းလည်းမကောင်းတဲ့အလုပ်ကိစ္စတွေအပြောတွေအကြံတွေကြတော့ပြောရတာလည်းအင်မတန်လွယ်တယ်လုပ်ရတာလည်းအင်မတန်လွယ်တယ်ကြံရတာလည်းအင်မတန်လွယ်တယ်ကိုယ့်အတွက်တကယ်အကျိုးရှိပြီးတော့တကယ်လည်းကောင်းတယ်ဆိုတဲ့အလုပ်တွေကြတော့လုပ်ရတာလည်းဗါတဲ့လေခက်တယ်ပြောရတာလည်းခက်တယ်ကြံရတာလည်းခက်တယ်ဒီနေရာမှာမြတ်စွာဘုရားကဝေဆိုတဲ့စကားလေးဝေစင်စစ်ဧကံအားဖြင့်တကယ်ကိုပဲပရမဒုက္ကရံဒုက္ကရံဆိုတာခက်ခဲတယ်လို့ပြောတာအဲ့ဒီမှာရှေ့ကပရမဆိုတဲ့စကားလေးနဲ့တွဲပြီးတော့ဟောတာပရမဆိုတာအလွန်တရာကိုပဲလို့ဒီလိုလေးလေးနက်နက်ပြောတာကောင်းတဲ့အလုပ်တွေအကျိုးရှိတဲ့အလုပ်တွေကြတော့ခက်ခဲတယ်ဟေးလို့ရိုးရိုးလေးမပြောတကယ်ကိုမှအလွန်တရာကိုပဲခက်ပါတယ်လို့အဲ့ဒါလိုပြောတာနော်တကယ်ကြီးမိုင်းများတော့စဉ်းစားကြည့်နော်မကောင်းတဲ့အလုပ်တွေဟာလွယ်တယ်ကောင်းတဲ့အလုပ်တွေကြတော့သိခက်တယ်လို့ဒါကိုဒီပိဋကကြီးလက်ခံနိုင်ကြပါလိမ့်ဒီတော့လောကမှာလွယ်တယ်ဆိုတာဘာပဲရှိလဲဆိုတော့မကောင်းတာပဲလွယ်တာဟုတ်လားဘာပဲလွယ်တာလဲမကောင်းတာပဲလွယ်တာဒီစကားလေးကိုပြန်ပြီးတော့တိတိကျကျလေးစီစစ်ကြည့်စမ်းမကောင်းတာကလွယ်တယ်ဆိုတော့လွယ်ရင်လည်းမကောင်းဖို့ပဲဖြစ်မှာပဲဟုတ်လားအဲ့ဒီလွယ်တယ်ဆိုတာကိုလုပ်ရနေရင်မကောင်းတာတွေဖြစ်မယ်အကျိုးမရှိတာတွေဖြစ်အကုသိုလ်တွေကိုပြောတာဒီပိဋကကြီးနားလည်တယ်နော်အေးကောင်းတာတွေကသိခက်တယ်တဲ့ဒါကြောင့်သိခက်တာတွေကိုလုပ်ရင်တော့တေချာပေါက်ကောင်းလိမ့်မယ်ဟုတ်လားတကယ်ကြီးမိုက်မယ်အေးဒါကြောင့်ဦးဇင်းတို့ကဒီဂါထာလေးကိုအခြေခံပြီးတော့လွယ်တဲ့တရားတွေဟာအကျိုးမရှိခက်တဲ့တရားတွေဟာအကျိုးရှိလွယ်တဲ့တရားတွေဟာကောင်းလည်းမကောင်းခက်တဲ့တရားတွေဟာကောင်းလည်းကောင်းတယ်ဒီလိုလေးပြောင်းပြန်လှန်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုစဉ်းစားစေချင်တာနော်ဒါကြောင့်အလွယ်မဲ့ရင်တော့အခက်ကြုံရမယ်လွယ်တာတွေကိုပဲလုပ်မယ်ဆိုရင်လွယ်တာကလည်းဘာပဲရှိတယ်မကောင်းတာပဲရှိတယ်မကောင်းတာလုပ်ရမှလွယ်တယ်မကောင်းတာပြောရမှလွယ်တယ်မကောင်းတာကြံရမှလွယ်တယ်ကောင်းတာတွေလုပ်ဖို့ပြောဖို့ကြံဖို့ကြတော့အင်မတန်ခက်တယ်တဲ့